အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ for live computer online training ကနေနှွေးထွေးစွာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့သင်တန်းကနေအခမဲ့သင်ကြားပေးနေတဲ့ Advanced Excel class ရဲ့သင်ခန်းစာ၄ကိုဆက်လက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ယခုသင်ခန်းစာမှာဆိုရင်ကျွန်တော်တို့မြင်တွေ့နေရတဲ့ custom format ဆိုတဲ့ဟုတ်ပြီနော်အကြောင်းကိုသင်ပေးမှာဖြစ်ပါတယ်ရှေ့သင်ခန်းစာတွေမှာဆိုရင်ကျွန်တော် number format အကြောင်းကိုသင်ခဲ့တာရှိပါတယ်အဲ့ဒီ number format ထဲမှာရှိတဲ့မသင်ရသေးတဲ့နောက်ထပ်တစ်ခုက custom format ပါဟုတ်ပြီနော်ဒီအောက်ဆုံးမှာရှိတဲ့ကျွန်တော်တို့ custom format ကိုပြောတာပါဒီမှာ custom ဆိုတဲ့ဒီ format ကလေးကိုပြောတာပါဟုတ်ပြီအဲ့တော့ custom format ဆိုတာကဘာလဲ custom format ဆိုတာကကိုအသုံးပြုလို့တဲ့မိမိအသုံးပြုလို့တဲ့ format ကိုကိုယ်တိုင်ပြင်ဆင်တာကို custom format လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က custom format မှာအသုံးအများဆုံးပြောတာအများကြီးသုံးလို့ရတယ်ဒါပေမဲ့အသုံးအများဆုံး format က၄မျိုးရှိတယ်ဟုတ်ပြီနော်အခြားသော format တွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့အသုံးအများဆုံး format က၄မျိုးရှိပါတယ်ပထမတစ်ခုက decimal place and thousand separator ဆိုတဲ့အကြောင်းပါဟုတ်ပြီနော်ဒီ decimal place ဆိုတဲ့ဒသမနေရာနဲ့ thousand separator ကရိုးရိုး number format မှာလေကျွန်တော်တို့သွားပြီးတော့အသုံးပြုမယ်ဆိုရင်သုံးလို့တော့ရတယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒါကိုအခြားသော format တွေနဲ့တွဲသုံးကျင်တယ်ဆိုတော့သူ့ကိုဒီထဲမှာရှိတဲ့ number format နဲ့သွားပြီးတော့သုံးရုံနဲ့မရတော့ဟုတ်ပြီနော် number format ထဲမှာ decimal place thousand separator တွေသုံးလို့ရတယ်ဟုတ်ပြီဒါပေမဲ့ကျွန်တော်တို့ကအခြားသော format တွေနဲ့တွဲသုံးကျင်တဲ့အခါမှာ custom တွေကိုသွားတယ်ဟုတ်ပြီနော် custom တွေကိုသွားပြီးတော့အဲ့ဒီနေရာမှာ type ဆိုရရှိတယ်เนาะအဲ့တော့အဲ့ဒါကိုသွားကြည့်မယ် custom တွေကိုသွားလိုက်တဲ့အခါမှာဒီနေရာမှာ type ရဲ့အောက်မှာ general ဆိုတာရှိတယ်အဲ့ဒီ general ဆိုတဲ့စာသားကိုဖျက်ပြเนาะ general ဆိုတဲ့စာသားကိုဖျက်ပြီးတော့အဲ့မှာဘာရေးမလဲဆိုတော့ကျွန်တော်0လို့ရေးတယ်0ဆိုတာဘာကိုပြောရလဲဆိုတော့ game ပြည့်ကိုကိုစားပြုတယ်လို့ပြောတယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့က0 0ဟုတ်ပြီနော်0 game မျိုးကိုစားပြတာဖြစ်တဲ့အတွက်နောက်ကဒသမမပါဘူးကျွန်တော်က decimal place ဆိုရယ်ဒသမနေရာလို့ကျွန်တော်ဆိုရင် 0.0 အဲ့နေရာမှာ 0.0 လို့ရေးလိုက်မယ်ဆိုရင်ဒသမတစ်လုံးသူ့ရဲ့နောက်မှာရောက်လာမှာဟုတ်ပြီနော်အဲ့ဒါကဒီ increase decimal decrease decimal နဲ့လည်းသုံးလို့ရတာပဲเนาะအတူတူပဲနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့က thousand separator ဒီမှာရှိတဲ့ game amount တွေကို comma ဖြတ်ချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ thousand separator ဆိုရင်ကျွန်တော်တို့အစောကပြောတဲ့ game ပြည့်ကိုကိုစားပြုတယ်လို့ပြောတယ်ဟုတ်ပြီနော်အဲ့ဒီရှိရ game ပြည့်နှစ်ခုကိုကျွန်တော်တို့ comma ခံလိုက်တယ်0.0တွေ့နော်ဒီမှာ 0.0 ဆိုပြီး comma ခံလိုက်တယ်ပြီးရင်နောက်က 0.0 ဒသမတနေရာနဲ့ဒါဆိုရင်ဒီ game ကဏ္ဍတွေကိုကျွန်တော်တို့ကဘာလုပ်သွားမလဲဆိုတော့ thousand separator ဆိုတဲ့ထောင်ကဏ္ဍ3လုံးတစ်ဖြတ်ဖြတ်သွားမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ decimal place and thousand separator ပါနောက်တစ်ခုကဘာလဲဆို instead of 0 instead of 0ဆိုတာ instead ဆိုတာအစား of 0ဆိုတာ0ရဲ့အစားတွက်တာပေါ့ဟုတ်ပြီနော်ဆိုလိုတဲ့သဘောတရား calculation တွေလုပ်တဲ့အခါမှာ0 result စရင်းနေမှာအဖြစ်က0ဥမာဘောနံမရလို့0ဖြစ်တာလို့ဒီလိုမျိုး0တွေထွက်နေတယ်ဆိုရင်ကျွန်တော်အဲ့ဒီ0ရဲ့အစားမှာမိမိအသုံးပြုလို့တဲ့ဟုတ်ပြီနော်အစားထိုးလို့တဲ့အရာတွေကိုထည့်သွင်းပြီးတော့ဖော်ပြဟုတ်ပြီနော်အဲ့တော့ format ပုံစံကဘယ်လိုလဲဆိုတော့ဒီမှာမြင်နေရတဲ့ပုံစံမျိုး format မှာ custom format မှာဒီပုံစံမျိုးရဲ့0 full comma 0 full comma double quote တွေမှာ dash တက်ထားတယ်ဟုတ်ပြီနော်အဲ့တော့ရှေ့က0ကဘာလဲဆိုတော့အပေါင်းကိန်းမျိုးကိုစားပြည့်နောက်က0ကအနှုတ်ကိန်းဟုတ်ပြီနော်အဲ့တော့အဲ့ဒီနေရာမှာတော့အနှုတ်ကိန်းနေရာမှာ0ကိုကိုစားပြုတဲ့ကောင်ကနည်းနည်းလေးတော့သတိထားမယ်ကိုယ့်ရဲ့စင်းထဲမှာ minus တွေပါနေတော့နည်းနည်းသတိထားမှာပေါ့နော် okay ကြည့်အောင် selection ပေးတဲ့ custom format ထဲကိုသွားမယ် custom ထဲကိုသွားမယ် custom ထဲကိုသွားပြီးတော့ဒီနေရာမှာကျွန်တော်0ပြီးရင် full call ပါဟုတ်ပြီနော် shift ညာဘက်လက်တန်းကိုနှိပ်လိုက် sorry ရိုးရိုးညာဘက်လက်တန်းကိုနှိပ်လိုက်အပေါ်က full stop လေးနဲ့အောက်က comma လေးနဲ့ပြီးရင်0အဲ့ဒါက game ပြည့်အတွက်နောက်ထပ်0ကအနှုတ် game ပြည့်အတွက်နောက်ထပ် double quote တွင်းမှာ hyphen လေးထည့်လိုက်ဒါဆိုရင်အပေါင်း game အနှုတ် game 0အတွက်က0ရဲ့အစား hyphen လေးကအလုပ်လုပ်သွားမှာ okay ပြလိုက်ဒါဆိုရင်0တန်မိုးက0ဖြစ်နေတယ်ဆိုရင်အဲ့ဒီလို0လို့အစားကိုသူက0ရဲ့အစား hyphen လေး dash လေးနဲ့ပြောင်းပြီးတော့ပြပေးသွားတာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တကယ်လို့ဒါအဲ့ဒီထဲမှာကျွန်တော်တို့က minus negative value တွေပါဥပမာ minus 6000ခွဲပါလာတယ်အဲ့ဒါခောက်ကြည့် minus လို့မမြင်ရတော့6000ခွဲလို့ပဲမြင်ရတော့ဘာကြောင့်လဲသူ့ရဲ့ minus ရှိတဲ့အရာကိုကျွန်တော်တို့က instead of 0ဆိုတဲ့ format မှာဒီ negative number အတွက်ကရိုးရိုး0ပဲထားခဲ့တာဟုတ်ပြီနော်ကျွန်တော်တို့က minus 0လို့လိုချင်တယ်ဆိုရှေ့ကနေ minus ကလေးခံခဲ့ပေါ့ဒါဆိုရင်တော့သိကြတယ်အဲ့နေရာမှာ minus 0လို့ခံခဲ့တာဖြစ်တဲ့အတွက်ဒီမှာ minus လေး minus ပြ minus မလိုချင်ဘူးရှေ့ကသိခဲ့တယ်လို့ခွင်းစာခွဲပိတ်တဲ့လိုချင်တယ်ဆိုရင်တော့အဲ့ minus ကိုဖြုတ်ပေါ့
နော်မိုင်းတက်ကိုဖြုတ်ပြီးတော့ကွဲစားကွဲပိတ်ထက်ပါ0လို့ထည့်လိုက်0ဟောဟုတ်ပြီတော့ကွဲစားကွဲပိတ်ထက်မှာအဲ့လို0လို့ထည့်လိုက်တယ်ဆိုသိကြတယ်အဲ့တန်ဖိုးတွေကိုအနှုတ်တန်ဖိုးတွေကိုကွဲစားကွဲပိတ်နဲ့ပြသွားမှာဟုတ်ပြီကွင်းသားကွင်းမိတ်ကိုအနီရောင်နဲ့ရောလုံးလို့မရဘူးလားလို့မေးလို့ရ Cancer format မှာလေကျွန်တော်တို့ကကိုလိုချင်တဲ့စလုံးရဲ့မှာအယောင်ထည့်လို့ရတယ်ဘယ်လိုထည့်ရမလဲဆိုတော့သူ့ရဲ့ရှေ့မှာကျွန်တော်တို့ကဒီ negative number ရှေ့က positive အပေါင်းကိန်းနောက်ကအနှုတ်ကိန်းကိုအနီရောင်နဲ့ပြကြတာဖြစ်တဲ့အတွက်ရှေ့က4000ခွဲလေးတဲ့4000ခွဲ square bracket လေးနဲ့ကိုထည့်ကျင်တဲ့အယောင်ဥမာအနီရောင်ဆို RET 4000ခွဲမှရမှာနော်4000ခွဲနဲ့အယောင်ကိုထည့်ကျင်တဲ့အယောင်ထည့်လိုက်မယ် RGB CMYK အဲ့ကာလာတွေပဲရဟောဟုတ်လားโอเคဒီလိုပုံစံမျိုးကျွန်တော်တို့ color တွေလည်းထည့်လို့ရပါတယ်ဟုတ်ပြီเนาะဒါက instant or zero format ပါကျွန်တော်တို့2မျိုးရှိတော့ပါပြီအဲ့တော့နောက်တစ်မျိုးကဘာလဲဆိုတော့ unit format လို့ခေါ်ပါတယ်အဲ့တော့ unit format ပတိကေပါကျွန်တော်ရဲ့မိတ်ဆွေတွေက Advanced Excel ကိုအခြေခံကနေစပြီးတော့စနစ်တကျလုပ်ငန်းခွင်အထိအသုံးချနိုင်အောင် functional formulas တွေကိုလက်တွေ့သင်တန်းတက်ရောက်ချင်တယ်ဆိုရင်ကျွန်တော်တို့ for life online training မှာAdvanced Excel video class ရှိပါတယ် Telegram ကနေပြီးတော့သင်ကြားပို့ချပေးမှာဖြစ်တဲ့အတွက်အလွယ်တကူ download ဆွဲထားလို့ရတယ်စစ်ထားလို့ရတယ်နောက်ပြီးတော့စာအုပ်တွေ e-book တွေเนาะအခုသင်ကြားနေတဲ့ e-book ရမယ်နောက်တစ်ခု exercise file တွေရမယ်ဆရာနဲ့တိုက်ရိုက်မေးနိုင်မယ်ကိုမသိတာနားမလည်တာလုပ်ငန်းနဲ့ပတ်သက်တာတွေလည်းမေးမြန်းနိုင်မှာဖြစ်ပါတယ် Zoom နဲ့တက်ချင်တယ်ဆိုရင်တစ်လတစ်ကြိမ် Zoom class ဖွင့်ပါတယ်အဖွဲလိုက်တင်လို့ရပါတယ်ဒါမှမဟုတ်တယောက်ချင်းမိမိဘာသာတယောက်ချင်းသင်တန်းတက်ရောက်ချင်တယ်ဆိုရင်เนาะကျွန်တော်တို့ for life online training ပါ Zoom by one class ရှိပါတယ်ကိုနဲ့အဆင်ပြေတဲ့သင်တန်းကိုရွေးချယ်ပြီးတော့သင်တန်းတက်ရောက်လို့ရပါတယ်ဟုတ်ပြီသင်ခန်းစာဆက်ပါမယ်အဲ့ဒီသင်ခန်းစာမှာဆို unit format ဆိုတာကိန်းဂဏန်းများရဲ့နောက်မှာ kg kf စသဖြင့် unit တွေထည့်ချင်တာဆိုလိုတဲ့သဘောတရားကဥပမာကျွန်တော်တို့ပစ္စည်းတစ်ခုကိုမှတ်တယ်ဆိုပါစို့เนาะပစ္စည်းတစ်ခုကိုမှတ်တယ်ဆိုရင်ဥပမာ quantity ပေါ့အရေးအတွက် amount price ပေါ့ price amount ဆိုပြီးရှိဟုတ်ပြီနော်ဒါဆိုရင် quantity ကဘယ်လောက် quantity ဘယ်လောက်ရှိလဲဟုတ်ပြီနော်ဥပမာ 5kg ပေါ့5kg 1kg ကို2000ခွဲဆိုပါစို့ဒါဆိုရင် amount နဲ့သွားမြောက်တယ်ဆိုရင်ဒီမှာ32000ခွဲရပါပေါ့မြောက်ကြည့်ပဲညီမချင်း 5kg အမြောက်ကို star လေးကိုသုံးတယ် extra rate လို့ခေါ်တယ်အဲ့တော့ 5kg နဲ့2000ခွဲနဲ့မြောက်ရင်32000ခွဲရသို့ပေမဲ့ value ဆိုတဲ့ error တက်လာတန်ဖိုးအနေနဲ့သတ်မှတ်လို့မရဘူးပေါ့ဟုတ်ပြီနော်ဘာကြောင့်မလို့ value ဆိုတဲ့ error တက်တယ်လဲဆိုတော့2000ခွဲဆိုတဲ့အရာနဲ့ဒီ 5kg ဆိုတဲ့စာသားမြောက်လို့မရတဲ့အတွက် error တက်တာဟုတ်ပြီနော်အဲ့ kg ဆိုတဲ့စာသားလေးကိုဖြတ်လိုက်မယ်ဆိုရင်ဒီမှာတန်ဖိုးထွက်လာမယ်ဟုတ်ပြီနော်အဲ့တော့ဒီလို quantity ဆိုတဲ့နေရာမှာကျွန်တော်တို့က calculation ဆိုတဲ့ဒီလိုတွက်ချက်မှုတွေလည်းရကြတယ်နောက်ပြီးတော့ unit လည်းထည့်ချင်တယ်ဒါဆိုရင်အဲ့ဒီအကွက်တွေကို selection ပေးပြီးတော့ custom format တော့ဟုတ်ပြီနော် selection ပေးမယ် selection ပေးပြီးတော့ custom နဲ့ကိုသွားပြီး general ဆိုတဲ့စာသားကိုဖြတ်ဟုတ်ပြီနော်ဖြတ်ပြီးတော့ကိုက1000 separator မသုံးဘူးရိုးရိုးအတိုင်းပဲသုံးပဲဆို0ဒါပဲကောက်တွင်းနဲ့ပါ kg ဟုတ်ပြီနော်ကိုထည့်ချင်တဲ့ unit ကိုရှေ့က0ကကိန်းကြီးကိုကိုစားပြုတယ်ထည့်ချင်တာ unit က kg ဖြစ်တဲ့အတွက်kg ဆို kg ပေါ့ပြီးရင် okay ပေးလိုက်တေးကြတယ်အဲ့မှာကျွန်တော်တို့ kg က auto တက်သွားမယ် calculation လဲလုပ်လို့ရမယ်ဟုတ်ပြီနော်အောက်ကိုဆွဲကြကြည့်မယ်ကျွန်တော်တို့ဒီမှာ 5kg 10kg လို့ရေးရင်တော့သူ auto လုပ်မယ် 6kg လို့ရေးလဲ auto လုပ်မယ် 4kg လို့ရေးမယ်25kg လို့ရေးလိုက်ဟုတ်ပြီနော်ရိုက်လိုက်တဲ့စာမှန်သမျှကျွန်တော်တို့ကကိန်းဂဏန်းမဲ့ရိုက်เสียရလို့လေနောက်ကနေပြီးတော့ unit က auto တက်သွားမယ်ဟုတ်ပြီနော်ဥပမာဒီနောက်မှာကျွန်တော်ကကြက်ဆိုတဲ့ amount ထည့်ချင်တယ်ပေါ့နော်amount တော့ဖြစ်သွားပြီသူရဲ့ amount မှာ unit ထည့်ချင်တယ် unit ထည့်ချင်တာဖြစ်တဲ့အတွက် number တွေကိုသွား custom တွေကိုသွားမယ် general ဆိုတဲ့စာသားကိုထပ်ဖြတ်ဟုတ်ပြီနော်0ပြီးရင် space bar လေးချလိုက်မယ်ဒါပဲကုတ်တွင်းထဲမှာ just ဆိုပြီးထည့်လိုက်မယ် enter ခေါက်လိုက်မယ်သုံးဖို့ရင် okay ပေးလိုက်ဟောသူ့ရဲ့နောက်မှာ just ဆိုတဲ့ unit တွေထည့်သွားပြီအဲ့တော့ဒီမှာကျတော့ကိန်းဂဏန်း amount တွေကသိန်းဂဏန်းနေဖြစ်နေတယ်နောက်ထပ်သိန်း10ချီရှိမယ်ပေါ့ဒီလိုမျိုးဖြစ်နေတဲ့အခါမှာကျွန်တော်တို့က unit format လည်းသုံးထားတယ်သုံးလုံးတစ်ဖြတ်1000 separator လည်းသုံးနေတယ်ဆိုရင်အဲ့ unit format ထဲမှာသွား 0,0 ဆိုပြီးတော့ကျွန်တော်တို့သုံးလုံးတစ်ဖြတ်ဖြတ်လိုက်လို့ရဟောတွေ့လားသုံးလုံးတစ်ဖြတ်ဖြတ်သွားမှာဖြစ်တယ်ဒီလိုပုံစံမျိုးကျွန်တော်တို့ unit format ကိုသုံးလို့ရမှာဖြစ်ပါတယ်ဒါက custom format မှာရှိတဲ့အသုံးများတဲ့ unit 3ခုပါဟုတ်ပြီနော်နောက်တစ်ခု date unit date format အဲ့တော့ကျွန်တော်တို့တွေ date တွေရိုက်လိုက်တယ်ပေါ့ဥပမာ9ရက်သို့မဟုတ်2ရက်1လ26လို့ရိုက်လိုက်တယ်ဒါဆိုရင်2ရက်1လဆိုရင်သူက
နှစ်လို့မပေါ်3ညနှစ်လို့ပေါ်တယ်ဟုတ်ပြီနော်10ရက်တက်လာကြတော့သူက10လို့အပြည့်ဆုံးပေါ်တယ်ဘာကြောင့်လဲအဲ့10ဆိုတာကိန်းကနဲ့နှလုံးပြည့်နေလို့ဟုတ်ပြီနော်တက်လာကြတော့တက်လာတဲ့ဖြစ်နေတစ်ဖြစ်နေလို့ပေါ့နော်10လလို့ဘာလို့ဆိုရင်ဥမာ15ရက်12လ26ဆိုကြည့်အပြည့်ဆုံးပေါ်တယ်သူကနှလုံးတွေပါလို့ဘာကြောင့်မလို့ဒီလိုဖြစ်နေတာလဲဒီလိုမျိုးတွေပြနေတာလဲဆိုတော့သူ့မှာ date မှာ format ရှိ selection ပေးပြီးတော့ကျွန်တော်တို့ number တွေက constant format တွေကိုသွားကြည့်သူဘယ်လိုပြနေလဲဆိုတော့ DDMMYY လို့ပြတယ် DD ဆိုတာဒီနှလုံးဆိုတာကသူ့မှာကိန်းကနဲ့နှလုံးပြည့်ရမယ်နော်10ကနန်းဆိုတော့နှလုံးပြည့်ရတဲ့အတွက်ဒီတိုင်းထားတယ်ခုကနန်းနေဖြစ်နေတယ်ဆိုရင်သူကနှလုံးပြည့်ဖို့အတွက်ရှေ့ကနေ3ညထိုးပေးတယ်ဟုတ်ပြီနော်အဲ့လို MM မှာလည်းအဲ့တိုင်းပဲနှလုံးပြည့်တယ်ဆိုရင်သူကအဲ့ပြည့်ရတိုင်းထားတယ်နှလုံးမပြည့်ဘူးဆိုရှေ့ကနေ3ညထိုးပေးတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ date တွေမှာကျွန်တော်တို့က unit တွေရှိတယ် unit တွေကပထမဆုံး unit ကဘာလဲဆိုတော့ D ဆိုတဲ့ unit ဟုတ်ပြီနော် D ဆိုတာ day unit ကိုပြောတာပေါ့နော်ဒီတစ်လုံးနဲ့ဒီနှလုံးရှိတယ်ဟုတ်ပြီနော်တကယ်လို့ဒါကျွန်တော်တို့အစောကရိုက်ပြတဲ့ဒီ date DD ဆိုတဲ့နေရာမှာ DDMMYY ဆိုတဲ့နေရာမှာဒီနှလုံးမဟုတ်ဘဲနဲ့တစ်လုံးနဲ့ထားမယ်ဆိုရင်တော့2ရက်နေဆို2လို့ပဲပေါ့မယ်3ည2လို့ပြောစရာမရှိဘူး10ရက်နေဆို10လို့ပဲပေါ့မယ်အဲ့လာမှာလဲ MM ဖြစ်တဲ့အတွက်နှလုံးပြည့်အောင်သူ့မှာ3ညတွေအစားထိုးထားတယ်တကယ်လို့တစ်လုံးနဲ့ပဲလိုချင်တယ်ဆို M တစ်လုံးနဲ့ပဲဒါဆိုရင်ဟော D တော့ပေါ့တယ်နော်အဲ့တော့ DD လို့လိုချင်တယ် D ကို D ကိုနှလုံးနဲ့အပြည့်ဆုံးပေါ်ချင်တယ်ဆိုရင်တော့ဒီနေရာမှာ DD ပြီးရင် MM YY ပေါ့တကယ်လို့လအဲ့တော့ဒီတစ်လုံးနဲ့ဒီနှလုံးက day unit တွေတရက်နေဆို1ဟုတ်ပြီနော်ဒီနှလုံးဆို3ည1 31ရက်ဆိုရင်31အတူတူပဲမှာလည်းအဲ့တိုင်းပဲတလပိုင်းဆို3ည1 9လပိုင်းဆို3ည9 8လပိုင်းဆို3ည8 sorryတစ်လုံးနဲ့ဆိုတလပိုင်းဆို1 9လပိုင်းဆို9လပိုင်း10လပိုင်းဆို10လပိုင်းနှလုံးဆိုရင်တလပိုင်းဆိုရင်3ည9 8လပိုင်းဆိုရင်3ည8ဟုတ်ပြီနော် Y တစ်လုံးနဲ့ Y နှလုံးကတော့အတူတူပဲ2023ဆို23ပဲပေါ့မယ်26ဆို26 2002ဆို3ည2 98ဆိုရင်1998ဆို98လို့ပဲပေါ်ရမယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကဒီနှလုံးကနေပြီးတော့3လုံး4လုံးတာပြောင်းလိုက်မယ်ဆိုရင်သူက3လုံး4လုံးကကြတော့ weekday unit လို့ဆိုလိုတယ်ဟုတ်ပြီနော် weekday unit ဆိုတာဒီထဲမှာတနေ့ကိုတွေကြာတာပရိတောက်ကြစသဖြင့်ဒီနေ့ကိုနေလာအင်္ဂါဘုဒ္ဓဟူစသဖြင့်အဲ့ဒီရက်တွေကကြာနေတဲ့ရက်တွေကိုဥပမာ2ရက်နေ့ကဘာနေ့လဲလို့သိကြတယ်ဆိုဒီနေ့မှာဒီ3လုံးထည့်လိုက်အဲ့ဒါဆို2ရက်နေ့ကတောက်ကြနေဆို FRI လို့ပေါ်တယ် weekday ပဲပေါ်တော့တာလရရက်က2ရက်နေ့လို့2လို့မပါတော့နှစ်ပါခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကသူ့ရဲ့နောက်မှာ space bar ချပြီးတော့နောက်ထပ်ဒီထပ်ထည့်ပေါ့ဒီထပ်ထည့်လိုက်ဒါဆိုရင်လရဲ့ကိန်းကနန်းလပါလာမယ်ဟုတ်ပြီနော်လပါလာမယ် sorry ရက်ပါလာမယ် weekday မှာရှိရက်ပါလာမယ်ဒါ3ညနေ့လို့10တော့လမှာရှိတဲ့ရက်တွေပေါ့ဒါကိုပြောတာပါဟုတ်ပြီနော်တကယ်လို့တောက်ကြနေ့ကိုအပြည့်စုံပေါ်ခြင်းနဲ့ဆိုရင်တော့ဒီနှလုံးနဲ့မရတော့ဒီ3လုံး sorry ဒီ4လုံးနဲ့မှာရအခုလို hashtag တွေပေါ်နေဆိုရင်မဆန့်လို့ဟုတ်ပြီနော်အဲ့တော့ Friday 2ရက်ဒီမှာတလပိုင်းကိုကျွန်တော်3ည1လို့မပေါ်ခြင်း January လို့ပေါ်ခြင်းနဲ့ဆိုရင်တော့ M က JN လို့ပေါ်ခြင်း3လုံးသိကြတယ်ဒီမှာ JN January လို့ပေါ်မယ်တကယ်လို့အပြည့်စုံပေါ်ခြင်းနဲ့ဆိုရင်အဲ့နေရာမှာ January နေရာမှာ M 4လုံးဟောဒါဆိုရင်ကျွန်တော်တို့ enter ခောက်လိုက်တာနဲ့သူက January ဆိုပြီးအပြည့်စုံပေါ်လာလိမ့်2026လို့အပြည့်စုံပေါ်ခြင်းနဲ့ဆိုတော့ Y နေရာမှာ Y 3လုံး Y 4လုံးစသဖြင့်မိမိအသုံးပြုလို့တလို့လိုအပ်တယ်လို့ caster format ကိုရှေ့တွေနောက်တွေဂျားတွေက delimiter ဆိုတဲ့ဂျားခံသင်္ကေတတွေဖြုတ်လို့လည်းရတယ်တက်လို့ရတယ်ကိုအသုံးပြုခြင်းတယ်လို့သုံးလို့ရတယ်အဲ့ DGMMYY တွေကိုလိုအပ်တယ်လို့ရှေ့တွေနောက်တွေချိန်ပြီးတော့ဖော်ပြလို့လည်းရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါက caster format ဖြစ်တဲ့အတွက်ကျွန်တော်တို့က15ရက်တလ26လို့ရိုက်လိုက်တယ်လေအဲ့ဒီအတိုင်းပဲ15ရက်တလကကျွန်တော်တို့ကဂျာတာဘရေးနေ့ဆိုဂျာတာဘရေးနေ့အတိအကျပေါ်ပြီးမှာပါသူကသူ format အရာပေါ်တော့မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒီကျွန်တော်အခုမျှဝေသင်ကြားပေးနေတဲ့သင်ခန်းစာတွေကမိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိတယ်သင်ရတာလည်းတကယ်ကိုနားလည်တယ်ဆိုရင် comment မှာ yes လို့မှတ်ပေးခဲ့ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တဲ့သင်ခန်းစာတွေလည်းဆက်လက်ပြီးတော့သင်ကြားမျှဝေပေးပါအောင်မယ်ခင်ဗျာ